ခမခွေးလေးတွေကိုချစ်တယ်ဆိုရင်ဒီအစားအစာတွေကိုမကျွေးမိပါစေနဲ့ကျွန်တော်ကိုမိတ်ဆွေတယောက်ကတောင်းဆိုထားလို့ဒီဗီဒီယိုလေးကိုသေချာပြန်ပြီးတော့လုပ်ပြရခြင်းဖြစ်ပါတယ်ကဲကျွန်တော်တို့စလိုက်ကြအောင်ပထမဆုံးတစ်ခုကတော့ဇိုင်လီတော့လို့ခေါ်ပါတယ်ဇိုင်လီတော့မြင်ဖို့ပါကျွန်တော်တို့ sugar free gun ဆိုပြီးလာတယ်PK လေးတွေပေါ့အဲ့ဒီကောင်လေးတွေကဘာဖြစ်လဲဆိုတော့ခွေးလေးတွေကိုအသက်အန္တရာယ်ထိခိုက်နေမှာねနောက်တစ်ခုကတော့စပြည့်သီးကအစိမ့်လည်းမတည့်ပါဘူးအချောက်လည်းမတည့်ပါဘူးဒီကောင်လေးကခွေးလေးတွေကြောက်ကတ်ကိုပျက်စီးစေပါတယ်နောက်တစ်ခုကတော့ chocolate ကလည်းအရေးကြီးပါတယ်သူထဲမှာပါတဲ့ theobromine လို့ခေါ်တဲ့ဓာတ်ကခွေးလေးတွေကိုအန္တရာယ်ရှိစေပါတယ်ခွေးလေးတွေရဲ့နှလုံးတို့အာရုံကြောတို့ကိုတွားပြီးတော့အသက်အန္တရာယ်ထိချိန်ချောက်နိုင်ပါတယ်နောက်တစ်ခုကတော့ macadamia အခွန်မာသီးပေါ့အဲ့ဒီအခွန်မာသီးကလည်းခွေးလေးတွေကိုလေးချက်တာတို့နောက်တုံတာတို့ဒါမျိုးတွေဖြစ်စေပါတယ်နောက်တစ်ခုကတော့ကြက်သွန်ဖြူကြက်သွန်နီကြက်သွန်မိတ်ဒီကောင်တွေကလည်းခွေးလေးနဲ့မတည့်ပါဘူးခွေးလေးတွေရဲ့သွေးနီဦးတွေကိုပောက်ကွဲစေပြီးတော့သွေးရတဲ့ရောဂါကိုဖြစ်စေပါတယ်နောက်တစ်ခုကတော့ alcohol ပါ alcohol ကတော့သူတို့နဲ့နည်းနည်းလေးမှကိုမအပ်ဆက်ပါဘူးနည်းနည်းလေးတောက်လိုက်ရင်ကိုသူတို့အတွက်ဆိုးကျိုးတွေအများကြီးရစေပါတယ်ခုနကောင်တွေလောက်မပြင်းဘူးဒါပေမဲ့အတော်အသင့်ပြင်းထန်တဲ့ကောင်တွေရှိပါတယ်အဲ့ဒီကောင်တွေကတော့ဘာလဲလဲဆိုလို့ရှိရင်ထောပတ်သီးကလည်းခွေးလေးတွေရဲ့အရေပြားတွေနှလုံးတွေဥလန်းချောင်းတွေကိုဒုက္ခပေးနိုင်ပါတယ်နောက်တစ်ခုကတော့ကဖိကခွေးလေးတွေတက်တာတွေတခါတလေမှဆိုရင်ခွေးလေးတွေခေါင်းခါတာတွေဖြစ်တတ်ပါတယ်သူတို့ရဲ့နှလုံးခုန်ကိုလည်းမြန်စေပါတယ်နောက်တစ်ခုကတော့မုံပတ်တွေပေါ့ကျွန်တော်တို့ဘေးမှာဆိုရင်မိုးဟင်းကားတို့မုံတီတုတ်တို့ဒါမျိုးလေးတွေရှိပါတယ်ကျွန်တော်တို့ကဘာလို့တဆေးနဲ့အချင်းဖောက်ပြီးလောက်ရတဲ့ဟာတွေဒီကောင်တွေကလည်းခွေးလေးတွေရဲ့အစာအိမ်ကိုလေပွားပြီးတော့ခွေးလေးတွေအတွက်မကောင်းပါဘူးနောက်တစ်ခုကတော့အစီများတဲ့အစားအစာတွေပါအစီများတဲ့အစားအစာတွေကခွေးလေးတွေရဲ့မုံကြိုရီကိုတွားပြီးတော့ရောင်စေပါတယ်မုံကြိုရီရောင်ရင်အသက်အန္တရာယ်ရှိပါတယ်နောက်တစ်ခုကတော့မှုတက်နေတဲ့ဟာတွေပေါ့မှုတက်နေတဲ့ဟာတွေပြဿနာပါလဲဆိုတော့မှုထဲမှာပါတဲ့မိုက်ကိုတောက်ဆင်လို့ခေါ်တဲ့ဓာတ်ကခွေးလေးတွေကိုတက်စေပါတယ်နောက်တော့ဘာတွေကဥပ္ပပေးသေးလဲဆိုရင်ချက်ထားတဲ့အယိုးတွေကျွတ်ဆက်နေတဲ့အယိုးတွေပေါ့အယိုးတွေကျိုးလွယ်တယ်ဆိုရင်အဲ့အယိုးလေးတွေကိုတွားပြီးကျွေးလို့ရှိရင်ခွေးလေးတွေရဲ့ဥလန်းချောင်းကိုတွားပြီးတော့အဲ့အယိုးတွေကဥပ္ပပေးတတ်ပါတယ်နောက်တစ်ခုကစားများတဲ့အစားအစာပေါ့စားအရမ်းကန်တဲ့ဟာတွေစားလို့ရှိရင်ခွေးလေးတွေကဒီအငံတက်ကနေပြီးသူတို့အုတ်နောက်ကိုသွားပြီးတော့ကြတော့ဥပ္ပပေးတတ်ပါတယ်နောက်တစ်ခုကနိုးနဲ့ပတ်သက်တဲ့ဟာတွေပေါ့နိုးရပစ္စည်းတွေစားလို့ရှိရင်လည်းအခက်မသိရင်ဝမ်းပြုံဝမ်းချောဖြစ်တတ်ပါတယ်နောက်တစ်ခုကကြက်ဥပေါ့ကြက်ဥအစိမ့်တွေကျွေးလို့ရှိရင်လည်းသူတို့နဲ့မတည့်ပါဘူးကဲဒီလောက်ဆိုရင်တော့ဘာတွေကိုမကျွေးသင့်ဘူးဆိုတာတော့သိလောက်ပြီးလို့ထင်ပါတယ်ဘာတွေကိုကျွေးသင့်တယ်ဆိုတာတော့ကျွန်တော်နောက်ဗီဒီယိုတစ်ခုလုပ်ပြီးတော့တင်ပေးပါမယ်အားလုံးကျေးဇူးတင်ပါတယ်